မြင့်မြတ်မိုးရဲ့ top 5 ရလဒ်နဲ့အတူနိုင်ငံတကာမှာအောင်မြင်မှုမှတ်တိုင်တွေစိုက်ထူပြလိုက်တဲ့ထွန်းလွင်မြန်မာလာမယ်လောကမှာ National Writer တဲ့အနေနဲ့ဝင်ရောက်လာတာ6နှစ်တာတက်တမ်းပဲရှိသေးတယ်ဆိုပေမဲ့ YND တွေကိုတောင်ကြော်ဖြတ်ပြီးအောင်မြင်မှုတွေသိမ်းပိုက်နေတဲ့ထွန်းလွင်ရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။သူလည်းနဲ့ထင်ရင်ရွှေဖြစ်စေရမယ်လို့ပြည်သက်တွေတင်စားရလောက်အောင်ထွန်းလွင်ကအလှမယ်တွေကိုနိုင်ငံတကာစင်မြတ်ထက်မှတောက်ပအောင်မြေတောင်မြောက်ပေးနိုင်ခဲ့သူပါ။ကျွမ်းလွင်ကတော့အခုချိန်မှာ National Writer တဲ့အနေနဲ့ရည်တည်နေပြီးမဲ့အရင်ကအမှုပညာလောကမှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားခဲ့ပူပါတယ်။ကျွမ်းလွင်ကတော့အကြည့်ကောင်းတဲ့မျိုးသားတစ်ယောက်ဖြစ်ပြီးမဲ့အမှုပညာလောကထဲဝင်ဖို့အတွက်ထောက်ပံ့ပေးမဲ့မိသားစုလည်းမရှိခဲ့ပါဘူး။တာမန်မျိုးလေးတစ်မျိုးမှာနေထိုင်တဲ့မိသားစုကမူဖွားခဲ့တဲ့ကျွမ်းလွင်ကအောင်မြင်မှုအတွက်အရန်ကိုကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။သူကအမှုပညာလောကမှာအောင်မြင်တဲ့မင်းသားတစ်ယောက်ဖြစ်ချင်တဲ့ဆိုတဲ့စိတ်နဲ့အမှုပညာလှုပ်ရှားမှုတွေလုပ်ခဲ့ပြီးမဲ့အခုချိန်မှာတော့ Miss လောကမှာနာမည်ကျော်ကြားတဲ့အထိအောင်မြင်နေပါပြီ။အလှမယ်လောကမှာ Miss ပွဲတွေအများကြီးရှိသလို Writer တွေလည်းအများကြီးရှိပေမဲ့ပြည်သက်သိတာဆိုလို့ထွန်းလွင်ပဲရှိမှာပါနော်။တခြား National Writer တွေကိုပြည်သက်တွေသိတာရှိနိုင်ပေမဲ့လူသိနေပါတယ်။ထွန်းလွင်ကတော့ Miss Grand မှာ National Writer လုပ်ကလေးကအောင်မြင်ကြော်ကြားခဲ့သလိုအခုလည်း National Writer ကောင်းတဲ့အောင်နေနဲ့နာမည်ကြီးပါတယ်။လွယ်ချက်ရှိတဲ့အလှမယ်တွေကိုအရေးချင်းရှိအောင်လေ့ကျင့်ပေးရမှာတော့ထွန်းလွင်ကတကယ်ကိုအမခံပါ။နေလေးအိမ်တုန်းကလည်းဝေဖန်မှုတွေကိုအောင်မြင်မှုတွေနဲ့အပြည့်ပေးနိုင်ခဲ့သလိုတသက်အလှည့်မှာလည်းနိုင်ငံတကာပေးချက်ပန်တွေကြားမှာလှုပ်ခတ်သွားအောင်လုပ်ပြနိုင်ခဲ့ပါတယ်။အခု2025ခုနှစ်မှာတော့ထွန်းလွင်အတွက်နောက်ထပ်ရွှေနှစ်တစ်နှစ်ဖြစ်လာခဲ့ပြန်ပါပြီ။မနစ်က Miss Grand မြန်မာစုကိုသက်စုငင်းကရရှိခဲ့ပြီးတော့ First Runner Up စုကိုတော့မြင့်မြတ်မိုးကရရှိခဲ့ပါတယ်။မြင့်မြတ်မိုးက Miss Grand မြန်မာဝနအထိဖြစ်ဖို့မျှော်လင့်ထားတဲ့ဆိုပေမဲ့ပပနဝကြောင့်မဖြစ်ခဲ့ပဲဒုတိယဆုနဲ့သာကျင်းနေခဲ့ရပါတယ်။ဒါပေမဲ့ဒီနှစ်ကတော့ထူးခြားစွာနဲ့မင်္ဂလာ Miss မြန်မာ Organization ကပထမဦးဆုံးရွေးချယ်ဆေးလွှဲမဲ့ Miss Cosmo မြန်မာ2025အဖြစ်အလှမဲ့မြင့်မြတ်မိုးကရွေးချယ်ခံလိုက်ရပါတယ်။တကယ်တော့မိုးကပြန်ပွဲတွေမပြိုင်ဖြစ်ဘူးဆိုပြီးတော့ဝင်ပြန်လိုက်တာပါမဖြစ်နိုင်ဘူးမရနိုင်ဘူးဆိုတာမရှိဘူး try ကြည့်ပါလို့မိုးရမီမီကအမြဲပြောတာပေါ့နော်အခုလိုပြန်ပွဲကနေတိုင်တယ်တွေအောက်ရောက်နေကြပေမဲ့အလှမယ်တွေကိုအချင်းချင်းပြန်ဆိုရင်မိသားစုတွေလိုပါပဲအမြဲတမ်းပေါ်ရွေနေကြပါတယ်မိုးအတွက်ကိုယ့်ရဲ့စီနီယာတိုင်းကိုအားကြတယ်မိုးကအကုန်လုံးစီကတယောက်တစ်မျိုးစီကောင်းတဲ့အချက်တွေယူဖြစ်ပါတယ်ကိုကြီးသွေးပြီးတော့ပိုးကောင်းအောင်လုပ်ဖို့ကအရေးကြီးတယ်လို့လည်းမြင်ပါတယ်ကိုပဲကြည့်ပြီးတော့ကြိုးစားပါတယ်အဓိကကတော့ကိုယ့်ရဲ့ကန်တဲ့စမ်းပါအကောင်းဆုံးကြိုးစားနေမှာပါဆရာထူးအလွန်ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ကိုစီနီယာတွေစီကအတူယူစရာရှိတာတွေယူပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်နေပါတယ်ဆိုပြီးတော့ Miss Cosmo မြန်မာ2025အလှမယ်မြင့်မြတ်မိုးကပြောပါတယ်အလှမယ်မြင့်မြတ်မိုးကတော့ City Power of the Year ဆုနဲ့ Miss Grand မြန်မာ2024ရဲ့ First Runner Up ဆုကိုရရှိထားပါတယ်မကြသေးခင်ကမှပြီးဆုံးသွားခဲ့တဲ့ Miss Cosmo 2025ပြိုင်ပွဲမှာမြန်မာကိုစားပြုအလှမယ်မြင့်မြတ်မိုးကနိုင်ငံတကာအလှမယ်တွေကြားအစွမ်းကုန်ကိုတောက်ပနိုင်ခဲ့ပါတယ်ကျွမ်းလွင်အနိကပံပိုးမှုတွေအဝတ်စားပိုင်းပြင်ဆင်မှုတွေနဲ့အတူမြင့်မြတ်မိုးက top 5အထိတက်လှမ်းနိုင်ခဲ့ပြီးတော့မြန်မာကုံကိုမြင့်တင်ပေးနိုင်ခဲ့ပါတယ်။ဒီရလက်ကြောင့်ပဲကျွမ်းလွင်ကသူ့ရဲ့အောင်မြင်မှုမှတ်တိုင်တွေကိုဂုဏ်ယူဝင့်ကြွားစွာနဲ့ချပြလာပါတယ်။2020ကစလို့ Miss Runner Up Miss Grand Assistant မှာ placement ကောင်းတွေရရှိခဲ့သလိုဒီနှစ်မှာလည်း Miss International Top 10နဲ့ Miss Cosmo Top 5စတဲ့ဆုတစိပ်ပေါင်းများစွာကိုအရယူပေးနိုင်ခဲ့ပါတယ်။ကျွမ်းလွင်ကတော့2026မှာလည်းဒီတက်မကတဲ့စွမ်းဆောင်ရည်တွေနဲ့အောင်မြင်မှုတွေယူဆောင်လာအောင်မယ်လို့ကတိပေးထားပါတယ်။မြန်မာအလှမယ်တွေကိုကမ္ဘာအစစ်မြောင်ပတ်ဖို့ပေးနေတဲ့ထွန်းလွင်နဲ့မြင့်မြတ်မိုးရဲ့အောင်မြင်မှုအတွက်ပြည်သက်ကြီးတို့ရောဂုဏ်ယူမိကြပါရဲ့လား2026မှာရောဘလို့ထူးခြားမှုတွေနဲ့မြင်တွေ့ရအောင်မလဲဆိုတာမှတ်ချက်လေးတွေခန့်မှန်းပေးခဲ့ကြပါအောင်ရှင်